ဗုဒ္ဓပိစေကဗုဒ္ဓသအရဟံအဂသာဝကမာဒာပိတုဂုရုတထာဓမ္မဒေသကာသဒါယကာဣမေတတမဂုနေဝန္ဒမတိရတမယံဗုဒ္ဓဆံတရားလုံးစုံအကုန်သိမြင်ဘုရားရှင်တို့ကို၎င်းပိစေကဗုဒ္ဓဆာသစ္စာလေးပါးမြတ်တရားကိုတိချာသိမြင်တော်မူသောပိစေကဗုဒ္ဓရှင်မြတ်တို့ကို၎င်းအရဟဇာအသဝကင်းစေယန္တာရှင်တို့ကို၎င်းအဂသဝကသပညာတကိုမြတ်လှစွာသောလဝဲလက်ရအဂသဝကတို့ကို၎င်းမာတာဇာနှုတ်ချိုတိုက်ကျွေးချစ်စိတ်ပေးသောမွေမိခင်ကို၎င်းပိဒါဇာသာဝနေရေရှာဖွေပေးသောဖခင်ကို၎င်းကရုဇာကြောက်တိတန်တို့အလေးပြုအပ်သောဆရာတို့ကို၎င်းတထာဇာကျိုးကြောင်ပြလည်းရဆုံးမပေတဆရာမြတ်ကို၎င်းဓမ္မဒေသကာဇာတရားဟောတပုဂ္ဂိုလ်မြတ်တို့ကို၎င်းဒါယကာဇာထမင်းတလုံးရေသမုတ်စသည်ဖြင့်ပေကံချီးမြှင့်ထောက်ပံ့ပေးသောသူတို့ကို၎င်းဣမေတတမဂုဏေကြီးမားများပြသောဂုဏ်ကျေးဇူးရှိကုန်သောဤစေဥသောပုဂ္ဂိုလ်တို့ကိုမယံအကျဉ်ုပ်တို့သည်တိရသာဥကောင်းယရဏမြတ်ငါဖြင့်ဝန္ဒာမလက်စေပြာချီမိုး၍ရိုသေစွာရှိခိုးကြပါကုန်၏ဖယားသာဓုသာဓုသာဓု